မင်းမဖြစ်နိုင်ပါဘူးဆိုတဲ့စကားကိုအချိန်ပေါင်းများစွာကြားခဲ့ရတဲ့လူတစ်ယောက်အလောက်ကလည်းမရစာမေးပွဲကလည်းကြက်လူများရဲ့ထီးသီးမှုကိုခံခဲ့ရတဲ့သူဒါပေမဲ့သူကလည်းမလျှော့ခဲ့ပါဘူးနောက်ဆုံးမှာတော့သူ့ရဲ့နာမည်ကိုတစ်ကမ္ဘာလုံးကသိလာခဲ့ကြတယ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ပြောပြမယ့်သူကတော့ဂျမားပဲဖြစ်ပါတယ်ဂျမားကို1964ခုနှစ်မှာတရုတ်နိုင်ငံဟန်ကျောင်းမြို့မှာမွေးဖွားခဲ့ပါတယ်ဂျမားရဲ့မိသားစုကအလွန်ချမ်းသာတဲ့မိသားစုမဟုတ်ပါဘူးကလေးဘွားကလေးကအင်္ဂလိပ်စာကိုစိတ်ဝင်စားခဲ့ပြီးနိုင်ငံခြားခီးသွားတွေကိုအခမဲ့လမ်းညွှန်ပေးအင်္ဂလိပ်စာကိုပြန်လေ့လာခဲ့ပါတယ်ဒါပေမဲ့ကျောင်းသားမှာတော့ဂျမားအထူးချွန်နေသူမဟုတ်ပါဘူးတက္ကသိုလ်ဝင်စာမေးပွဲကို2ကြိမ်နဲ့ကြာချုံးခဲ့ရပါတယ်လူများကလက်လျှော့လိုက်ကြပြီမဲ့ဂျမားကတော့ဆက်ကြိုးစားခဲ့ပါတယ်နောက်ဆုံးတတိယကြိမ်မှာအောင်မြင်ခဲ့ပြီးတက္ကသိုလ်ဝင်ခွင့်ရခဲ့ပါတယ်ဘွဲရပြီးနောက်ဂျမားရဲ့ဘွားကပုံမလွယ်ကူလာခဲ့ပါဘူးအလုပ်ပေါင်း30ကျော်လျှောက်ထားခဲ့ပေမဲ့နေရာတိုင်းမှာညှင်းပယ်ခံခဲ့ရပါတယ်နမင်းကျော် KFC စားတောက်ဆိုင်တရုတ်နိုင်ငံကိုရောက်ရှိလာချိန်မှာလူပေါင်း24ယောက်လှုပ်ရှားခဲ့ကြပါတယ်အဲဒီနေရာ23ယောက်လှုပ်ရခဲ့ပြီးဂျမားတယောက်တည်းမရခဲ့ပါဘူးရဲတပ်ဖွဲ့လို့ဟိုတယ်လို့နဲ့အခြားလုံများစွာကိုရှောက်ခဲ့ပေမဲ့အမြဲတမ်းညှင်းပယ်ခံခဲ့ရပါတယ်1995ခုနှစ်မှာအမေရိကန်နိုင်ငံကိုတွားရောက်ခဲ့တဲ့အချိန်အင်တာနက်ကိုပထမဆုံးတွေ့မြင်ခဲ့ရပါတယ်အဲဒီအချိန်မှာတရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကို online ပေါ်တင်ပေးနိုင်မယ့်အခွင့်အလမ်းကိုသူမြင်ခဲ့ပါတယ်1999ခုနှစ်မှာတငယ်ချင်း18ယောက်နဲ့အတူတိုက်ခန်းသေးလေးတစ်ခုတည်းကနေအလီဘာဘာကိုစတင်တည်ထောင်ခဲ့ပါတယ်အစပိုင်းမှာယင်းနှိမ့်မြုပ်နှံသူတွေကမယုံကြည်ကြပါဘူးလူများကမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်ဒါပေမဲ့ဂျမားကသူ့အိမ်မက်ကိုမစွန့်လွတ်ခဲ့ပါဘူးနေပေါင်းများစွာစူးစမ်းပြီးနောက်အလီဘာဘာဟာကမ္ဘာအကြီးဆုံး e-commerce ကုမ္ပဏီတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒါလေးကတော့ရှုံးနိမ့်မှုတွေများစွာကိုကြော်ဖြတ်ပြီးအောင်မြင်မှုစီကိုတက်လှမ်းသွားတဲ့အလီဘာဘာရဲ့စတင်တည်ထောင်သူဂျမားအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတခုခုသိရင်ရတယ်ဆိုရင် like လေးနှိပ်ပြီးအားပေးခဲ့ပါခုလိုအောင်မြင်သူရဲ့ဘဝဇာတ်လမ်းတွေ motivation နဲ့ဘူးတရားတွေကိုနေတိုင်းမလုပ်ချင်ဘူးဆိုရင် Facebook page ကို follow လုပ်ပြီး YouTube channel ကို subscribe လုပ်ထားဖို့မေ့ပါနဲ့နော်။သင်အောင်မြင်မှုခရီးစဉ်မှာကျွန်တော်တို့ရဲ့ page ကအမြဲတူရှိနေမှာပါ။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုနဲ့ပြန်လာခဲ့ပါမယ်။အဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။